အနုပညာလောကမှာကိုပိုင်အရေးအချင်းနဲ့နေရာယူထားတဲ့ချူးလေးချစ်စရာကောင်းတဲ့အပြုံးလေးတွေပြည်ပြင်းတဲ့တရုပ်ဆောင်ချက်တွေနဲ့ပရိကတ်တွေရဲ့နှလုံးသားကိုဖန်ဆားထားတဲ့မင်းသမီးလေးချူးလေးသူမဟာအခုဆိုရင်မြမရုပ်တံဇလန်တွေလောကမှာမရှိမဖြစ်မင်းသမီးတစ်ယောက်ဖြစ်နေပါပြီဒါပေမဲ့ဒီလိုအောင်မြင်မှုနောက်ွယ်မှာဘလို့စူးစမ်းအားထုတ်မှုတွေရှိခဲ့တယ်လဲဒီနေ့ဗီဒီယိုမှာတော့ချူးလေးရဲ့အနုပညာခီးလမ်းကြောင်းကိုအစားအဆုံးတင်ဆက်ပေးသွားမှာပါရှင်ကျမတို့ channel ကို subscribe မလုပ်ရသေးရင်လည်းအခုပဲ subscribe လုပ်ထားဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာကဲစလိုက်ကြရအောင်ချူလီကို1993ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာရခိုင်ပြည်နယ်တန်တွဲမြို့မှာမွေးဖွားခဲ့တာပါဒါပေမဲ့သူမဟာနေပြည်တော်မှာအခြေချကြီးပြင်းခဲ့သူဖြစ်ပါတယ်ငယ်နာမည်ကတော့စန်းတော်တာဖြစ်ပြီးအနုပညာလောကထဲကိုနေအိုက်စရာဆိုတဲ့နာမည်နဲ့စတင်ဝင်ရောက်ခဲ့တာပါချူလီဟာငယ်စဉ်ကလေးကအနုပညာကိုဝါသနာပါခဲ့ပြီးကျောင်းကပွဲတွေမှာပါဝင်လိရှိပါတယ်သူမရဲ့အနုပညာခြေလှမ်းအစားကတော့အသေးစားကြော်ညာလေးတွေနဲ့ music video လေးတွေရိုက်ကူးတာကနေစတင်ခဲ့တာပါတက္ကသိုလ်ပညာရေးကိုတော့အနောက်ရန်ကုန်တက္ကသိုလ်ကနေအင်္ဂလိပ်စာအထူးပြုနဲ့ဘွဲ့ရရှိခဲ့ပါတယ်ဒီလိုနဲ့2012ခုနှစ်မှာတော့ပျော်ရွှင်စရာသရုပ်ဆောင်ကဘာဆိုတဲ့အနုပညာရှင်သစ်ရွေးချယ်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးအဲဒီနောက်ပိုင်းမှာတော့ MRTV4 နဲ့9နှစ်စာချုပ်ဆိုကမင်းသမီးတစ်ယောက်ဖြစ်လာဖို့လမ်းစာပွင့်ခဲ့တာပဲဖြစ်ပါတယ်ရှင်MRTV4 နဲ့အစာချုပ်ချုပ်ပြီးနောက်ပိုင်းချူလီဟာဇလန်တွဲတော်တော်များများမှာပါဝင်ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့သူမကိုပရိသတ်တွေအကြီးအကျယ်တတိထားမိလာစေတာကတော့ထာဝရမန္တလေးဆိုတဲ့ဇလန်တွဲပါ။အဲ့ဒီနောက်မှာတော့လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ပန်းနုသွေး season 2ဇလန်တွဲမှာချူးရွှေလီဆိုတဲ့ဇာတ်ကောင်နဲ့ပရိသတ်ရဲ့အချစ်ကိုအပြည့်အဝရရှိခဲ့ပါတယ်။ချူလေးရဲ့သရုပ်ဆောင်မှုဟာအေးချမ်းပြီးတဘာဝကျတဲ့အတွက်ပရိသတ်တွေကအလွယ်တကူပဲသူမကိုရင်ထဲမှာလက်ခံခဲ့ကြတာပါ။ချူလေးဟာချစ်စရာကောင်းတဲ့အခန်းတွေတင်မကပဲဒရာမာအလွမ်းအခန်းတွေကိုလည်းအယမ်းပြီးပြင်းအောင်သရုပ်ဆောင်နိုင်သူပါသူမငိုရင်ပရိသတ်တွေပါလိုက်ငိုရလောက်အောင်ခန်းစားချက်အပြည့်နဲ့သရုပ်ဆောင်နိုင်တာကသူမရဲ့ထူးခြားတဲ့အရည်အချင်းတစ်ခုဖြစ်ပါတယ်ယုံတန်ချစ်ရပါသောຫນွေတရဖူစတဲ့ဇလန်းတွေဟာလည်းချူလေးရဲ့သရုပ်ဆောင်မှုမှတ်တိုင်တွေပဲဖြစ်ပါတယ်ခင်ဗျာကဲစကားတွေအကြောင်းပြောပြီးပြီဆိုတော့ချူလေးရဲ့ပြင်းပလူနေမှုဘဝနဲ့စိတ်ဝင်စားစရာအချက်လေးတွေကိုပြောပြပါမယ်ပရိသတ်တွေမြင်နေရရဲ့မင်းသမီးချူလေးဟာပြင်ပမှာတော့အယမ်းကိုရိုထားပွင့်လင်းပြီးပျော့ပျော့နေတဲ့သူပါသူမဟာအစားအသောက်အယမ်းကြိုက်သူဖြစ်ပြီးခရီးသွားရတာကိုလည်းဝါသနာပါပါတယ်သူမရဲ့ YouTube channel မှာလည်းသူမရဲ့ခရီးသွား vlog လေးတွေနဲ့အစားအသောက်ဗီဒီယိုလေးတွေကိုတင်လိရှိပါတယ်နောက်ပြီးချူလေးဟာအခုနောက်ပိုင်း blind box အယုံလေးတွေကိုစူးစောင်းရတာကိုအယမ်းယူသွတ်သူပါသူမရဲ့လူမှုကွန်ရက်မှာ blind box ဖောက်တဲ့ဗီဒီယိုလေးတွေဟာပရိသတ်တွေကြားမှာအယမ်းရေပန်းစားပါတယ်ချူလေးရဲ့နောက်ထပ်ဝါသနာတစ်ခုကတော့သချင်းဆိုတာပါသူမဟာသချင်းဆိုတာကိုလည်းဝါသနာပါသည်တခါတလေပရိသတ်တွေအတွက်သချင်းဆိုပြလေးရှိပါတယ်ခင်ဗျဖက်ရှင်ပိုင်းမှာဆိုရင်လည်းချူလေးဟာဘာဝဲဝဲလိုက်ဖက်ပြီးဖက်ရှင်ကြတဲ့အတွက်ပရိသတ်တွေကစံပြအနေနဲ့သတ်မှတ်ကြပါတယ်ဇလန်တွဲတွေမှာအောင်မြင်မှုရပြီးနောက်ချူလေးဟာရုပ်ရှင်ကားကြီးတွေပဲကိုခြေလန်းစားခဲ့ပါတယ်သူမရဲ့ပထမဆုံးရုပ်ရှင်ကားကြီးဖြစ်တဲ့မိုးပွန်းပွင့်ရဲ့လိုရစကားမှာကတည်းကသရုပ်ဆောင်မှုပြီးပြင်လွန်လို့2018ခုနှစ်အတွက်မြန်မာရုပ်ရှင်အကယ်ဒမီအကောင်းဆုံးအမျိုးသမီးဇာတ်ပို့စုဆောက်ကာဝင်အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ဒါပေမဲ့သူမရဲ့အိမ်မက်ဟာ2025ခုနှစ်2024ခုနှစ်အတွက်ရွေးချယ်မှုမှာအကောင့်ထဲပေါ်လာခဲ့ပါလေ။ဘိုးတော်ဘရင်ရုပ်ရှင်ကားကြီးမှာစန်းဝင်မော်ဆိုတဲ့ဇာတ်ကောင်နဲ့ထူးခြားပြောင်မြောက်စွာသရုပ်ဆောင်နိုင်ခဲ့တဲ့အတွက်ဂုဏ်သိက္ခာကြီးမားလာတဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ပို့စုကိုထိုက်တန်ရရှိခဲ့ပါတယ်ခင်ဗျာ။ဒါဟာသူမရဲ့အမှုပညာသက်တမ်း10နှစ်ကျော်စ조사မှုရဲ့အသည့်အပွင့်ဖက်ဖြစ်ပါတယ်။ချူလေးဟာအလားအပတင်မကပဲစ조사အားထုတ်မှုနဲ့ဇွဲရှိမှုကြောင့်အောင်မြင်လာတဲ့စံပြော့မင်းသမီးတယောက်ပါ။ဗီဒီယိုစကားလေးတွေကနေအကယ်ဒမီဆုရှင်အထိဖြစ်လာတဲ့သူမရဲ့ခရီးစဉ်ဟာတကယ်ပဲစိတ်လှုပ်ရှားစရာကောင်းပါတယ်။ပရိသတ်ကြီးတော့ချူလေးရဲ့ပဲစကားသွင်းပဟုဇလန်တွဲခုအကြိုက်ဆုံးလဲ comment မှာရေးပေးခဲ့ပါဦး။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် like ပေးခဲ့ပြီးတခြားအမှုပညာရှင်တွေအကြောင်းသိချင်ရင်လည်း comment မှာပြောသွားလို့ရပါတယ်နော်။ကျမတို့ channel ကို subscribe လုပ်ထားဖို့လည်းထပ်မံဖိတ်ခေါ်ပါတယ်။ကြည့်ရှုပေးတဲ့အထက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။